နိစ္စဆိုတဲ့အဓိပ္ပာယ်ကဗမာလူကတော့မမြဲဘူးလို့ပြောတာဘယ်လိုရှုထောင့်ကနေပြီးမမြဲဘူးလို့ဘာကြောင့်အနိစ္စလို့ခေါ်တာတုံးဆိုသူကအကြောင်း၄မျိုးနဲ့အနိစ္စလို့ခေါ်တာတဲ့အကြောင်း၄မျိုးနဲ့အနိစ္စလို့ခေါ်တယ်ဥပ္ပါဒဝယဝတ္တိတောဖြစ်ပြီးရင်ပြတ်သွားတယ်သူကနော်ဖြစ်မှုပြတ်မှုဒီနှစ်ခုရှိနေတယ်သူမှာဖြစ်လာတယ်ပြတ်သွားတယ်ဖြစ်လာတယ်ပြတ်သွားတယ်ဒါအနိစ္စသဘောတရားဖြစ်လာပြီးမပြတ်ဘူးဆိုရင်တော့အနိစ္စမဟုတ်ဘူးဖြစ်လာတယ်ပြတ်သွားတယ်ဒါရှုထောင့်တစ်ခုနောက်ဝိပရိနာမတယ်သူကပင်ကိုအနေထားမှုနဲ့ပြောင်းသွားတယ်ပေါ့နော်အရှိတစ်ခုကနေပြီးတော့ပြောင်းသွားတယ်ခြေနေတစ်ခုကပြောင်းသွားတယ်ဝိပရိနာမဆိုပြောင်းလဲတဲ့ရှုထောင့်ကရှိသည့်အတွက်ကြောင့်ဒါနေဆာမဟုတ်ဘူးအလုံးကပြောင်းလဲမှုပျက်စီးမှုကရှိတယ်ဒါကခုနဖြစ်ပြီးပြတ်တဲ့ရှုထောင့်ကနေပြီးတော့အနိစ္စလို့ပြောတယ်နောက်တစ်ခုကပြောင်းလဲသွားမှုကနေကြည့်ပြီးတော့အနိစ္စလို့ပြောတယ်နောက်တစ်ခုကဘာတော့ဆိုရင်အခိုက်အတန့်လေးတစ်ခုမှသာရှိတာပြီးရင်မရှိတော့ဘယ်ရမှအမြဲရပ်နေတာမရှိဘူးအခိုက်အတန့်လေးတွေကြီးပဲနေထွက်တာလည်းကြည့်အခိုက်အတန့်ပဲထွက်တဲ့အခိုက်အတန့်ဝင်တဲ့အခိုက်အတန့်အလုံးဟာအခိုက်အတန့်လေးတွေပါပဲရှိလို့ဒါမှမဟုတ်အနိစ္စလို့ခေါ်တာနောက်ရှုတော့တစ်ခုကတော့ဘာလို့နေဆပဋိခိပတ်နေဆပဋိခိပတ်ဆိုမြဲတာကိုမြဲတာရဲ့ဆန့်ကျင်ဘက်မြဲတယ်ဆိုတဲ့သဘာဝကိုပယ်ဖြတ်တယ်မြဲတယ်ဆိုတာရဲ့မြဲတယ်ဆိုတာဘာလို့ဆိုရင်ဖြစ်ပြီးပြတ်သွားတာမရှိရဘူးအဖြစ်မရှိရဘူးအပြတ်မရှိရဘူးမြဲတယ်ဆိုတဲ့အရာပြီးတော့ပြောင်းလဲသွားတာမရှိရဘူးနောက်အခိုက်အတန့်ဆိုတာမရှိရဘူးနေဆသဘာဝဆိုတာဒီတိုင်းပဲရှိနေရမယ်အဲ့ဒါအဲ့ဒါလို့မဟုတ်ဘူးဥပ္ပါဒဝယဖြစ်ပြီးရင်ပြတ်တယ်ဝိပရိနာမပြောင်းလဲတယ်တာဝကလိကအခိုက်အတန့်လေးဒါဖြစ်တယ်ဒါကြောင့်မို့နေဆရဲ့ဆန့်ကျင်မဲ့အနိစ္စ